အားလုံးပဲမင်္ဂလာပါရှင် P4U စေဝါပုဒ္ဒတာ channel လေးမှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ main ကလေးတွေရာသီလာရင်ခံစားရတဲ့ဝေဒနာတွေကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့နေ့ကလေးတွေပြောပြပေးပါမယ်နော် main ကလေးတွေကအပျော်ဝင်ချိန်ကနေစပြီးတော့လူသားမျိုးဆက်မပြတ်သွားအောင်မျိုးပွားတဲ့တာဝန်ထမ်းဆောင်ဖို့တစ်လတစ်ခါခန္ဓာကိုယ်ကနေပြင်ဆင်ပါတယ်အဲ့လိုပြင်ဆင်ချိန်မှာနာကျင်ခိုက်ခဲမှုကိုလည်းပူးတွဲခံစားကြရပါတယ်ကမ္ဘာမှာရှိတဲ့ main ကလေးတွေရဲ့ 90% လောက်ကရာသီမလာခင်2ရက်လောက်ထဲကနာကျင်မှုဝေဒနာတွေကိုခံစားရပါတယ်အဲ့တော့ကိုတယောက်တည်းနာကျင်တာမဟုတ်လို့ဝမ်းနည်းနေကြနဲ့နော်โอเคနာကျင်မှုတွေတက်တာအောင်ဘယ်လိုနေရမလဲဆိုတာလေးကိုအခုစပြီးတော့ပြောပြပေးပါမယ်နံပါတ်1အချက်ကတော့ရေများတောက်ရပါမယ်ရာသီလာချိန်မှာဆိုရင်လေပွားတာဗိုက်ထဲမအီမတာဖြစ်တာတွေခံစားရလေးရှိပါတယ်အဲဒီလက္ခဏာတွေကလည်းဗိုက်အောင်တာကိုပိုဆိုးစေပါတယ်ရေများအထူးသဖြင့်ရေနွေးလေးတောက်ရင်တော့လေပွားတာကိုတတစေနိုင်တဲ့အပြင်သွေးလည်ပတ်မှုပါကောင်းစေပြီးတော့ခန္ဓာကိုယ်ကကြွက်သားတွေကိုပြေရောစေနိုင်တာကြောင့်ရာသီလာချိန်ကြွက်သားနာကျင်တာတွေကိုအထိုင်လျောက်တတစေမှာဖြစ်ပါတယ်နံပါတ်2အချက်ကတော့လက်ဖက်ရည်တောက်ရပါမယ်ကက်ဖိန်းပါတဲ့လက်ဖက်ရည်မဟုတ်ဘဲနဲ့နာကျင်မှုကိုတက်တာစေရဲ့တဘာဝဆေးဘက်ဝင်အရွက်လေးတွေပါတဲ့လက်ဖက်ရည်လေးတောက်ပေးရင်လည်းနာကျင်မှုကိုတက်တာစေပါတယ်ဒီမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့အဓိကအပြင်ဂျင်းနဲ့ထက်မြက်ရောကြိုထားတဲ့အရည်ကိုတောက်ကြတယ်ပေါ့နော်အဓိကလက်ဖက်ရည်ဆိုတာလည်းအဲ့လိုတကယ်အရွက်လေးနဲ့အဲ့လိုမျိုးအရည်လေးပေါ့နော်ရည်နွေးလေးနဲ့တောက်ပေးရပါနောက်တစ်ခုကတော့အသီးအနှံတွေစားရပါမယ်တချို့အသီးအနှံတွေကနာကျင်မှုကိုတက်တာစေရဲ့အာနိသင်ရှိပါတယ်ဥပမာနနက်သီးငပြောသီးဖရဲသီးခရမ်းကျင်သီးဂျင်းနနွင်ချမုံမိုင်းပေါ့နော်ခုနကတော့လက်ဖက်ရည်ဆိုတဲ့နေရာမှာချမုံမိုင်းတီးကိုတောက်ပေးရင်လည်းရပါတယ်နောက်ထပ်တစ်ချက်ကတော့လေပွားစာတွေရှောင်ရပါမယ်ရာသီလာချိန်မှာဆိုလို့ရှိရင်အလိုလိုနေလေပွားနေပါတယ်ဆိုမှလေပွားစာတွေထပ်စားလို့ရှိရင်နာကျင်မှုကိုပိုပြီးတော့ဆိုးစေမှာပါနောက်တစ်ခုကကက်ဖိန်းပါတဲ့အစားအသောက်တွေရှောင်ရပါမယ်ကက်ဖိန်းတက်ကစိတ်ကိုကြည်လင်လန်းဆန်းစေရဲ့အာနိသင်ရှိပေမဲ့ရာသီလာချိန်မှာဆိုရင်တော့တအိမ်ရဲ့ညှစ်အားကိုပိုပြီးတော့ကောင်းစေလို့နာကျင်တာတွေကိုပိုပြီးတော့ခံစားစေရနိုင်ပါတယ်နောက်ထပ်တစ်ချက်ကတော့ EPO လို့ခေါ်တဲ့ Evening Primrose Oil ပါတဲ့ခြေဆွဲစာလေးတွေစားရပါမယ် EPO ကခန္ဓာကိုယ်ရဲ့ဟော်မုန်းပမာဏကိုထိန်းညှိပေးနိုင်တာကြောင့်ရာသီလာချိန်မှာဟော်မုန်းမညီမျှမှုတွေကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုလည်းသက်သာစေနိုင်ပါတယ်နောက်ထပ်တစ်ချက်ကတော့ရေနွေးအိတ်ကပ်ရမှာပါအနွေးတက်လေးကတအိမ်နဲ့ဝမ်းပိုင်းမှာရှိတဲ့ကြွက်သားတွေကိုပြေရောအောင်ကူညီပေးနိုင်ပါတယ်အဲဒါကြောင့်မို့နာကျင်တာလည်းသက်သာစေပါတယ်နောက်ထပ်တစ်ချက်ကတော့အလေးချိန်ငန်းလုပ်ရမှာပါဂျင်သွားပြီးတော့ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေးချိန်ငန်းတွေလုပ်တာမျိုးမဟုတ်ဘဲနဲ့အိမ်မှာပဲအကျော်လျှော့တာခက်မြန်မြန်လမ်းလျှောက်တာယောဂကျင့်တာလို့လုပ်ပေးရင်လည်းနာကျင်မှုကိုလျှော့နေစေပါတယ်နောက်ထပ်တစ်ချက်ကတော့စိတ်ဖိစီးမှုလျှော့ချရပါမယ်စိတ်ဖိစီးမှုကနာကျင်မှုကိုပိုဆိုးစေပါတယ်တနိုင်သလောက်စိတ်ဖိစီးမှုဖြစ်စေမယ့်အရာတွေကိုအဝေးဆုံးကိုလွှတ်ပစ်ထားလိုက်ပါနော်လွှတ်ချထားလိုက်ရပါမယ်နော်နောက်ဆုံးတစ်ချက်ကတော့ချောကလက်အမဲစားရပါမယ်ချောကလက်အမဲမှာရာသီလာချိန်ခံစားရတဲ့ဝေဒနာတွေကိုတက်တာစေရဲ့အာနိသင်ရှိပါတယ်ကဲအဲ့ဒါဆိုရင်တော့ရာသီလာချိန်မှာခံစားရတဲ့ဝေဒနာတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာလေးကိုကြိုတင်ပြီးတော့သိရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်မှပြန်တွေ့ပါမယ်နော်